အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YMP ရဲ့ချင်းညီကိုအတွက် free type ရွေးချက်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့က free type ရွေးချက်မှုကတော့ interbody လေးကိုရွေးချက်ပေးခဲ့ပြီးတော့ YMP ရဲ့ချင်းညီကိုအားလုံးရှုံးနေခဲ့ရသလိုမနေ့ကရောင်းပွဲကလည်းရှုံးနေခဲ့တဲ့အတွက် YMP ရဲ့ဝယ်လက်တွေလည်းနစ်နာခဲ့ရပါတယ်အဲ့ဒီအတွက်လည်း YMP အနေနဲ့ဒီနေ့မှာအကောင်းဆုံးပြန်လည်ပြီးတော့စူးစမ်းပေးထားပါတယ်ဒီနေ့ရဲ့ free type ရွေးချက်မှုကြောင့်ကိုအရင်ပြောခင်ရောင်းဝယ်ယူခြင်းနဲ့ညီကိုများအတွက်ဒီနေ့မှာရောင်းဝယ်ထုတ်ပေးထားတယ်ဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39 959 296ခွန်ပိုင်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ်အဲ့တော့ဒီနေ့ရဲ့ free type ရွေးချက်မှုကြောင့်လေးစပြောလေအောင်ဒီနေ့ရဲ့ free type ဖြစ်ရွေးချက်ထားတဲ့ပွဲစဉ်ကဂျူဗင်တက်နဲ့ကာနာဒါဆေးပွဲစဉ်လေးကိုရွေးချက်ပေးထားတယ်လက်ရှိဂျူဗင်တက်ကအိမ်ခွင်းကနေ1.50ဆိုတဲ့ခြေတန်းပေါက်ပေးထားတယ်ပထမကျော်ကာနာဒါကွက်မှာတုန်းကဂျူဗင်တက်ကအဝေးခွင်းကနေ350ဆိုတဲ့ခြေတန်းပေါက်ပေးခဲ့တယ်အဲ့ခြေတန်းကိုအိမ်ခွင်းကျင်းနဲ့ပြန်ပြီးတွက်မယ်ဆိုရင်ဂျူဗင်တက်1+50ဆိုတဲ့ခြေတန်းပေါက်ပေးရပါလိမ့်မယ်ဒါမှအခုလို့ရှုံးထွက်ဆင့်ဒုတိယကျော်ပွဲစဉ်တွေမှာဆိုရင်ဂိုးပြက်နိုင်ထားတဲ့အင်ရှင်အသင်းတွေကလွဲလို့ကြံတဲ့အသင်းတွေကပေးရမယ်ခြေတန်းထက်ပြား30တိုးပြီးပေးရပါတယ်အဲ့တော့ဂျူဗင်တက်က1+50ဆိုတဲ့ခြေတန်းပေါက်ပေးရမှာဖြစ်တဲ့အတွက်အဲ့1+50ဆိုတဲ့ခြေတန်းကိုပြား30တိုးကြည့်မယ်ဆိုရင်ဂျူဗင်တက်ဒီနေ့ပွဲစဉ်မှာ1+20ဆိုတဲ့ခြေတန်းပေါက်ပေးရပါလိမ့်မယ်ဒါပေမဲ့ဂျူဗင်တက်ကပထမကြော်တုန်းကဂိုးပြက်ရှုံးခဲ့တဲ့အတွက်ပေးရမယ်ခြေတန်းထက်နောက်ထပ်ပြား30ထပ်တိုးပေးမယ်ဆိုရင်တောင်ဂျူဗင်တက်ဒီနေ့ပွဲစဉ်မှာ1.10ဆိုတဲ့ခြေတန်းပဲပေါက်ပေးရပါလိမ့်မယ်အခုဂျူဗင်တက်ပေါက်ပေးထားတဲ့1.50ဆိုတဲ့ခြေတန်းကတော့ပေးရမယ်ခြေတန်းထက်ပြား40လောက်ကိုပို့ပြီးပေးထားတာဖြစ်တဲ့အတွက်ဂျူဗင်တက်တစ်လုံးနဲ့နိုင်မလားဂိုးပြက်နိုင်မလားပဲကြည့်ရမယ်ခြေတန်းလို့ YMB ကတော့ယူဆတယ်အဲ့တော့ဒီပွဲစဉ်ကိုဂျူဗင်တက်ဘော်ဒီလေးကိုပဲရွေးချက်ပေးလိုက်ပါတယ်နောက်ထပ်ရွေးချက်ထားတဲ့ပွဲစဉ်ကတော့အတ္တာနဲ့ဒေါမွန်ပွဲစဉ်တွေကိုရွေးချက်ပေးထားတယ်လက်ရှိအတ္တာကဘော်ဒီကြီး360ဂူပေါင်းကြီး3+30ဆိုတဲ့ခြေတန်းပေါက်ပေးထားတယ်ဒီပွဲစဉ်မှာ YMB ကတော့ဂိုးအောက်လေးကိုသဘောကျတယ်ဘာဖြစ်လို့ဂိုးအောက်ကိုသဘောကျလဲဆိုရင်ချန်ပီယံလိရှုံးထွက်အဆင့်7-15ပွဲအားလုံးဂိုးပေါ်ရဲဆိုတာထုံးစံမရှိပါဘူးချန်ပီယံလိရှုံးထွက်အဆင့်ပထမရက်မှာတုန်းကဂျူဗင်တက်နဲ့ကာနာဒါစီးပွဲမှာလည်းဂိုးပေါ်ခဲ့တယ်လို့ဒုတိယရက်နယူကာဆယ်နဲ့ကွာဘက်ပွဲမှာလည်းဂိုးပေါ်ခဲ့တယ်အဲ့လိုပဲမနေ့ကအေဒီကူနဲ့ဘလူးချက်ပွဲမှာလည်းဂိုးပေါ်ခဲ့တာဖြစ်တဲ့အတွက်ဒီနေ့အတ္တနဲ့ဒေါမွန်ပွဲစဉ်မှာတေချာပေါက်ဂိုးအောက်လိမ့်မယ်လို့ YMB ကယူဆရတဲ့အတွက်ဒီပွဲစဉ်လေးကိုဂိုးအောက်လေးကိုပဲသဘောကျတယ်အဲ့တော့ဒီနေ့ရဲ့ free type ဖြစ်ဂျူဗင်တက်ဘော်ဒီအတ္တဂိုးအောက်နှစ်ကွက်ရွေးချက်ပေးလိုက်ပါတယ် YMB ရဲ့ချင်းညီကိုအားလုံးလည်းအဆင်ပြေကြပါစေရှောင်းဝဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39 959 296ခွန်ပိုင်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ် YMB ကိုအပိရဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်